ဟိုးရှိတော့ငါတော်ကြီးတစ်ခုထဲမှာတာယာလှပတဲ့ရေကန်ကြီးတစ်ကန်ရှိခဲ့ပါတယ်အဲ့ဒီရေကန်ကြီးထဲမှာတလိษံပေါင်းစုံနေထိုင်ခဲ့ကြပြီးကဏ္ဍနှစ်ကောင်လည်းရှိခဲ့ပါတယ်ကဏ္ဍလေးဟာတလိษံများစွာနဲ့ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ပါတယ်တရက်မှာတော့ရေကန်ရဲ့အနီးနားမှာဗျာတစ်ကောင်ရောက်လာခဲ့ပြီးကျွန်ုပ်မှာတိထက်ပိုကောင်းတဲ့ရေကန်တစ်ခုရှိတယ်တင်တို့ကိုခေါ်သွားပေးမယ်လို့စီယုံခဲ့ပါတယ်နောက်တစ်ရက်မှာတော့ငါးတွေဟာဗျိုင်းရဲ့စကားကိုသဘောတူခဲ့ကြပါတယ်။ဗျိုင်းကငါးတွေကိုသူ့ရဲ့နှုတ်စည်းနဲ့ကချီပြီးပြန်တက်သွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ကောင်ချင်းတည်ဆောင်သွားခဲ့ပြီးနောက်ဆုံးမှာရေကန်ကြီးတဲ့ကဏ္ဍတစ်ကောင်သာကျန်ခဲ့ပါတော့တယ်။အစပိုင်းမှာကဏ္ဍကမလိုက်ချင်းပေမဲ့အထီးကျန်ချင်းကိုမခံစားနိုင်တဲ့အဆိုဗျိုင်းကိုပဲအကူအညီတောင်းခံခဲ့ပါတယ်။ဗျိုင်းကလည်းကောင်းပြီကျွန်ုပ်ရဲ့လေပင်ကိုတင်းရဲ့လက်မနဲ့ညှက်ပြီးလိုက်ခဲ့ပါလို့ပြောရင်ကဏ္ဍကိုတည်ဆောင်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ဗျိုင်းကကဏ္ဍကိုတစ်ပင်ကြီးတစ်ပင်ပေါ်စီခေါ်ဆောင်သွားခဲ့ပါတယ်။ကဏ္ဍမြင်တွေ့လိုက်တာကတော့တာယာလှပတဲ့ရေကမဟုတ်ပဲသူ့တငယ်ချင်းတွေရဲ့အယိုးစုဖြစ်နေခဲ့တာပါ။ကဏ္ဍဟာဒေါသထွက်သွားပြီးဗျိုင်းရုပ်ကျွန်ုပ်ကိုကောင်းမွန်တဲ့ရေကန်စီကိုခေါ်ဆောင်သွားပါမဟုတ်ရင်တင်းရဲ့လေပင်ကိုကိုက်ဖြတ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ဗျိုင်းကစားဖို့ကြံနေပေမဲ့သူ့ရဲ့လေပင်မှာကဏ္ဍရဲ့လက်မကိုချက်ချင်းသတိရသွားခဲ့ပါတယ်။ဗျိုင်းကချက်ချင်းပဲကဏ္ဍကိုရေခေါင်းစီခေါ်ဆောင်သွားခဲ့ပါတယ်။ကဏ္ဍကတော့ဗျိုင်းရဲ့လေပင်ကိုညှက်ပစ်လိုက်ပြီးသူ့ရဲ့တငယ်ချင်းတွေအတွက်လက်စားချေခဲ့ပါတယ်။ဒီလိုနဲ့ကဏ္ဍဟာရေကန်အစ်စ်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားခဲ့ရပါတော့တယ်။